မီးဆိုတာလူသားတွေအတွက်မရှိမဖြစ်သုံးဝင်နေရဖြစ်ပါတယ်။ဒါပေမဲ့တစ်ချက်လေးသတိလက်လွတ်လိုက်တာနဲ့ဘယ်လိုတမျိုးလုံးကိုပြတိဖြစ်သွားစေနိုင်တဲ့အထိချော်ဖို့ကောင်းပါတယ်။အမိုင်းတစ်ချောင်းမှာလူပေါင်းထောင်ချီတည်ဆုံးပြီးကဘာကြီးကိုထုံးထွက်စေခဲ့တဲ့ဒီလောက်မှုကြီးပဲရှိခဲ့ဘူးပါတယ်။ဒီနေ့မှာတော့ Iron Knowledge အမှုကနေတမိုင်းတစ်ချောင်းအဆိုးအဆုံးမီးလောင်မှုရှိတွေနဲ့အဲ့ဒီကနေလူသားတွေဘလို့သင်ခန်းစာတွေရခဲ့တယ်ဆိုတော့တင်ဆက်သွားမှာဖြစ်ပါတယ်။ပထမဆုံးချက်ကတော့ခရစ်တက္ကရာ64ခုနှစ်ကဖြစ်ပွားခဲ့တဲ့မဟာရောမမြို့ကြီးမီးလောင်မှုဖြစ်ပါတယ်။ဒီမီးလောင်မှုက6ရက်နဲ့9ညတိုင်တိုင်ချမ်းမင်းခဲ့ပြီးရောမမြို့ရဲ့90ရာခိုင်နှုန်းကျော်ပြာချသွားခဲ့ရပါတယ်။အဲ့ချိန်ကရောမဧကရနီယိုဟာမြို့ကြီးမီးလောင်နေတာကိုကြုံဆိုင်ဖဲနဲ့စောင်းတီဗီတချင်းစုနေခဲ့တဲ့လူသမိုင်းကဆိုကြပါတယ်။ဒီမီးလောင်မှုကြောင့်လူပေါင်းထောင်ချီအိုးမဲအိမ်မဲဖြစ်ခဲ့ရပါတယ်။ဒီဖြစ်ရကြီးပြီးနောက်မှာတော့မြို့တွေကိုစီစဉ်မရှိကြီးကမ်းမဲ့ဆောက်လုပ်တာမျိုးကိုရပ်တန့်ခဲ့ကြပါတယ်။ရန်နေကိုဖူးချအောင်ဖောက်လုပ်လာကြပြီးအင်ဂျင်ကဆောက်တာမျိုးကိုဓာမိကစောက်တုံးနေတဲ့စောက်အုံတွေကိုခိုင်ခန့်အောင်စောက်လုပ်တဲ့ယူပြစီမံရေးစနစ်တွေစတင်ပေါ်ပေါက်ခဲ့ပါတယ်။ဒုတိယတစ်ခုကတော့1666ခုနှစ်ကပြည်တွင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့လန်တာမဟာမီးလောင်မှုကြီးဖြစ်ပါတယ်။ဒီမီးဟာမုံဖို့ဖို့တစ်ခုရဲ့ပေါ်စာမှုကနေစတင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီခေတ်ကလန်တာမျိုးကအိမ်အများစုဟာတစ်သားတွေနဲ့ဆောက်လုပ်ထားပြီးတဲ့အိမ်နဲ့တဲ့အိမ်ကတ်နေတဲ့အတွက်၄ရက်အတွင်းအိမ်ကြီးပေါင်း1300ကျော်ပြာကျသွားခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကဒီမီးလောင်မှုကြောင့်လန်တာမြို့မှာပြန့်နှံ့နေတဲ့လေယောဂပိုးတွေပါအကုန်တည်ဆုံထားတယ်လို့သိရပါတယ်။မီးလောင်မှုကြီးပြီးမှကမ္ဘာပထမဆုံးမီးရမခန့်လုပ်ငန်းတွေပေါ်ပေါက်လာခဲ့ပါတယ်။ဒါအပြင်တတအိမ်နေစာကြောက်ခဲတွေနဲ့ပဲအဆောက်အုံဆောက်ရမယ်ဆိုတဲ့ဥပဒေတွေပြဋ္ဌာန်းလာခဲ့ကြပါတယ်။တတိယတစ်ခုကတော့နီးစပ်ဆုံးခေတ်သမိုင်းဖြစ်တဲ့1994ခုနှစ်တရုတ်နိုင်ငံကရာမေမြို့ပြဇယုံမီးလောင်မှုပါပြဇယုံထဲမှာကျောင်းသားလူငယ်လေးတွေဆရာမတွေနဲ့ရရှိရယ်ပျော်ပြေဝဲကြည့်နေတော့မီးကျူးရှော့ဖြစ်ရကနေစင်မြင့်မီးလောင်ခဲ့ပါတယ်အဲ့ဒီချိန်မှာတာဝန်ရှိသူတူကအရာရှိတွေရင်ထွက်ပါကျောင်းသားတွေနေနေထိုင်နေပါလို့မိတ်ပေးခဲ့တာကြောင့်ကလေးငယ်တွေထွက်ပေါက်ပိတ်ပြီးတေဆုံးသူ300ကျော်ခဲ့ရပါတယ်ဒီဖြစ်ရဆိုတာကဘာတွင်းကအများပြည်သူဆိုင်ရာအဆောက်အုံတွေရဲ့အရေးပေါ်ထွက်ပေါက်emergency exit စနစ်တွေကိုအကြီးအကျယ်ပြောင်းလဲပစ်ခဲ့ပါတယ်။သမိုင်းပြီးတဲ့ဒီဆိုးဝါးဆုံးသင်ခန်းစာတွေကိုကြည့်။မြေပေးဟာပေါ်ဆမှုတစ်ခုကနေစတင်တတ်တာတွေ့ရမှာပါ။လူကြီးတွေဘလောက်တိုးတက်ပါစေကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ fire safety မီးရေးတတိမရှိရင်အချိန်မျိုးအားလုံးပြချသွားနိုင်ပါတယ်။အိမ်မှာလျှက်စစ်ပစ္စည်းတွေစနစ်ချသုံးဆွဲပါဘီတက်စီဦးဆောင်ထားပါအရေးပေါ်ခြေနေရောက်လာရင်ဘာလို့ရမလဲကျူတင်လေ့လာထားပါဒါတွေကတင်းတက်ကိုကဲတင်နိုင်ပါတယ်တင်းပဝင်ချင်မှာမိဘအနေနဲ့ကင်းဝေးစီဖို့အတွက်ဒီဗီဒီယိုကို share သွားပေးပါအောင်နော်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့မိဖေးဘူးတူတာတွေနဲ့ခေစည်းအကြောင်းအရာတွေကိုသိရှိဖို့အတွက်ကျွန်တော်တို့ရဲ့ Fire Knowledge MMP ကို follow နဲ့ subscribe လေးလုပ်ထားပေးပါအောင်ဗျာအားလုံးပဲပေးရနေရှင်းကြပါစေ